ဆရာထွန်းရဲ့ထွန်းရွှေဝါတိုင်းရင်းစေဝါများကိုယုံကြည်စိတ်ချစွာသုံးစွဲနေသူများအတွက်တိုင်းရင်းစေမျိုးစုံပါဝင်တဲ့အိမ်သုံးတိုင်းရင်းစေတစ်တာလေးကိုအထူးထပ်မံထုတ်လုပ်လိုက်ပါတယ်။ဒီစေတစ်တာလေးထဲမှာတန်ချေစေး၊ရှူစေး၊အနာလိမ့်စေး၊အစာချေစေးများအပြင်သွေးတိုးစေး၊နှလုံးစေးစတဲ့ထွန်းရွှေဝါရဲ့အစွမ်းထက်တဲ့တိုင်းရင်းစေဝါများကိုတနေရာထဲမှာတစုတစည်းရဲ့သုံးပြနိုင်အောင်စီစဉ်ထားခြင်းဖြစ်ပါတယ်။ဒီစေတစ်တာလေးဟာခီးသွားရင်အလွယ်တကူဆောင်ရင်သွားနိုင်တယ်လို့စေကုသိုလ်အလှူဒါနပြုကျင့်သူများအတွက်လည်းအထူးအဆင်ပြေစေပါတယ်။မိမိရဲ့အိမ်မှာစေးစရာကောင်းတယောက်လိုအသုံးဝင်တဲ့တိုင်းရင်းစေးတစ်တာများကိုထွန်းရွှေဝါစေးတိုင်းမှာအထူးထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။စီရကောင်းလို့များတိနာမည်ကျော်တဲ့ဆရာထုံးရဲ့တိုင်းရင်စေးတွေရှိမဖြစ်ပေါ်လူတိုင်းတကယ်လို့အပ်တယ်ဝေဒနာဆုံးခွဲဆုံးလင်းစေများငုတ်တုံညောင်းပြီးကြောတဲ့တန်လို့တောင်းလာDUM ထုံးလေးလိုက်ပေါ်မှာပမောရတဲ့ပြပြတန်တဲ့စေးလေး DUM ထုံးရှူလို့လေရဒူဒီခါနာလာအကျော်ပြေးလေးစေးလေးလေးပဲကျိုးရွှေဝါပဲလေးဟေးမတော်တော့မတူတူပမောင်းဆုံးထုံးစေးလေးရှူစာမကြည့်ဘူးလားရင်ခံနေလားစာကြည့်စေးထုံးရွှေဝါ不白了，提下了，快点拿不为这样。ဆရာထုံးရဲ့အနာလေးစေးမျက်နှာလေးပြုံးတွေဝင်နေ你们的那样啊，表达同水话呗。ရုပ်ပြစင်းမြမေရွက်လီနာလေးအောင်အတန်တွေနာပြီးသလိက်ကခင်မမလေးနဲ့ကောင်းတဲ့လိမ်မော်ရဲ့စား。ဆရာထုံးရဲ့ရွှေလိမ်ပေါ်ပဲတွေ့စီရစားလေးကအစင်သာဆောင်တာပြိုမေရီအတွက်ကွက်တီပဲခွင်နှလုံးသားလေးတုံပြီးရင်ခုန်နေလားဒီမှာဆရာထုံးတွေ့စီရဲ့ကွယ်စတဲ့စီရောကကြီးခံစားရရောဖို့ဟဲ့အပြည့်လေးစား。ထုံးရွှေဝါစီပဲဆရာတို့ပေါင်းစုလို့စစ်တဲ့ပေါ်လို့ဆောင်တာပဲကိုသွားချိန်ပြီးတိုင်းမှာစီစရာလေးကိုနာရှိလို့ထုံးရွှေဝါကစေတနာစေးမြစ်တာအေးဖြင့်စေးစွမ်းထက်စွာထုတ်လုပ်ပါ၏ဘယာကင်းဝေးကြပါစေရင်မှာသင်းမွေးလှပါစေကိုနှလုံးတုံရင်ကိုမိုးဝေမောပါစားမဝင်အိမ်မပြောအပူတွေများနေတိလား။ဩဒါလေးများစိန်ပရဲ့အပူငိမ့်သွေးစေးကိုတောက်လိုက်။လှပဆူပြေပြီးတော့ကျမ်းမာသွားစီရ။ဘာမှစိတ်မပူနဲ့တလုံးတုံလို့ရင်ကုန်မျိုးဝင်မောပန်းချင်းတွေ့စိတ်မပူနဲ့အိမ်မပြောလို့စောင်းဝင်ဘဲနဲ့အပူတွေများလဲစိတ်မပူနဲ့စိတ်ပဲရပူငိမ့်သွေးစေးတောင်းလိုက်နေစင်ပဲစင်ပြေသွားမှာပဲအပူတွေငိမ့်ပြီးစေးစွမ်းထက်မြဲလို့စားလို့ကောင်းအိမ်လို့လည်းကောင်းစိတ်ပဲရဲ့ကိုစေးစံကလည်းလို့ချမ်းမဘောမြေတော့ချမ်းစို့ဘယ်သူမဆိုချမ်းမရွေးအားလုံးတောင်းစိန်ပဲရဲ့ပဲ ။သမားစင်ဆက်စေးစွမ်းထက်မြက်စိန်ပရက်အပူငိမ့်သွေးစေးစားကောင်းအိပ်ပျော်မူးမော်ရင်တုံကြီးခင်းဝေးအောင်စိန်ပရက်အပူငိမ့်သွေးစေးကိုစောက်အပူတွေငိမ့်ကြီးငကိုထက်လှလို့လှပဆူပြေသွက်လက်ပေါ်ပါကျမ်းမာနေရအပူငိမ့်သွေးစေးစိန်ပရက်ပါဘာမှစိတ်မပူနဲ့တလုံးတုံလို့ရင်ကုန်မျိုးဝင်မောပန်းချင်းတွေ့စိတ်မပူနဲ့အိမ်မပြောလို့စောင်းဝင်ဘဲနဲ့အပူတွေများလဲစိတ်မပူနဲ့စိတ်ပဲရပူငိမ့်သွေးစေးတောင်းလိုက်နေစင်ပဲစင်ပြေသွားမှာပဲအပူတွေငိမ့်ပြီးစေးစွမ်းထက်မြဲလို့စားလို့ကောင်းအိမ်လို့လည်းကောင်းစိတ်ပဲရဲ့ကိုစေးစံကလည်းလို့ချမ်းမဘောမြေတော့ချမ်းစို့ဘယ်သူမဆိုချမ်းမရွေးအားလုံးတောင်းစိန်ပဲရဲ့ပဲ ။သမားစင်ဆက်စေးစွမ်းထက်မြက်စိန်ပရက်အပူငိမ့်သွေးစေးအပူတွေငိမ့်ပြီးစားကောင်းအိပ်ပျော်မူးမော်ရင်တုံကင်းဝေးအောင်စိန်ပရဲ့အပူငိမ့်သွေးစေးကိုစောင်းမှတ်မိရနော်စိန်ပရဲ့တဲ့